က်ကရဲ့အထူပါသပင်ကြံမှုချိန်ရမှာဒီကလစ်ပါမှာကက်ကိုလိုတက်ပြီးတော့ထိုးလိုက်ပြီဆိုကြံတဲ့သပင်ဒီကက်ရဲ့ဘယ်နေရာရဲ့အရှိတိုင်းကြံမှာလဲဒီနေရာရဲ့အရှိတိုင်းကြံမှာလားဒီနေရာရဲ့အရှိတိုင်းကြံမှာလားဒီနေရာလားဒီနောက်ဆုံးပြတဲ့နေရာလားနောက်ဆုံးပြတဲ့နေရာနော်အဲ့ဆိုဒီကက်နဲ့ထိုးလိုက်မယ်ဆိုဒီအနေထားကြံတယ်ဆိုရင်ဒီကောင်နဲ့ထိုးမယ်ဆိုရင်ဘယ်ကက်ကပို့ပြီးတော့သပင်ပါသွားနိုင်မယ်အောက်ကကက်လားအပေါ်ကကက်လားအောက်ကကက်ဒီနေရာဘာဖြစ်နေလဲဆိုတော့သူ့လောက်မထူတော့လို့နော်ဒီကက်တွေရဲ့ဒီအလဲကအခုံးလေးရှိတယ်အဲ့အခုံးလေးကနေရင်နေတယ်လို့သပင်ပါပြီးကြံမယ်ဒီနေရာအခုံးကဒီလိုမျိုးမြင့်တယ်လို့သပင်ကထူပြီးတော့ကြံမှာအဲ့ဆိုတော့ကိုကဂတ်တကက်ကိုကြည့်လိုက်ပြီဆိုတာ ਨੇ ဒါဆိုမီလီမီတာဘယ်လောက်ရှိနေရမလဲဒါဆိုမီလီမီတာဘယ်လောက်ရှိနေရမလဲဒါဆိုမီလီမီတာဘယ်လောက်ရှိနေရမလဲဘာဖြစ်နေရမှာဆိုတော့အလွတ်ရနေဖို့လိုတယ်